တိုနီကကူဟိုမဲတို့ဘလိုပဲဖြစ်ဖြစ်ချီကျူးစကားပြောဆိုကြမယ်ဟိုမဲတာရာအိုက်တဲကချောရှိနေတော့တဲ့ဂမ်ဘာရာနာကနာရူတိုယူလီယူတဲ့ဟိုမဲရောတိုရှိနိုင်人ကအမာရီနီမအိုးချီကျူးစကားပြောဆိုလိုက်တဲ့အခါမှာတစ်ဖက်သူကမြောက်တက်သွားပြီးတော့ဘဝင်မြင့်ပြီးတော့စူးစမ်းခြင်းစိတ်မရှိတော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့မချီကျူးကြတဲ့သူတွေအများများပါတယ်ခရေတာဝဘုကာဂျူကယိုအင်ဟိုင်ဂူရှာခိုတိုမို学生のどれであれ仕方方がより一層の努力をすると思い込んでいるသူတို့တွေကလက်အောင်ငယ်သားတွေဝန်ထမ်းတွေကိုယ့်ရဲ့အိမ်တောင်ဘက်ကလေးတွေကျောင်းသူကျောင်းသားတွေအားလုံးရဲ့ပေါ်မှာစူရာကပို့ပြီးတော့စူးစမ်းအထောက်ခြင်းစိတ်ဖြစ်တယ်ဆိုပြီးတော့တတိကျယုံကြည်နေကြပါတယ်တတိကျတွေ့နေကြပါတယ်なんという致命な勘違いだろうかဘလောက်တောင်ကြီးမားတဲ့လွဲမှားမှုကြီးလဲ人々は叱られると反感を抱いてやる気をなくしてしまうလူတွေဆိုတာအဆုခံရရင်နာကျင်မှုတွေနဲ့မကျေနပ်မှုတွေနဲ့လှုပ်ချင်စိတ်တွေပျောက်သွားတတ်ပါတယ်။မဆိုလိုချင်တာကကိုလုံးနေတဲ့ခါမှာတခုခုမားလို့ဆူရဲဆိုရင်ဘသူပဲဖြစ်ဖြစ်လှုပ်ချင်စိတ်တွေပျောက်သွားတာပဲစိတ်ထဲမှာတနှုံနှုံနဲ့ခံစားပြီးတော့ကိုယ့်ရဲ့လှုပ်ချင်စိတ်တွေပို့ပြီးတော့ပျောက်သွားတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။人間とは本質的にそういうものなのだလူသားတွေဆိုတာငကိုကလေးကအဲ့ဒီလိုမျိုးလူတွေဖြစ်ပါတယ်။မဆိုလိုချင်တာကလူသားတွေဆိုတာဘယ်သူပဲဖြစ်ဖြစ်ချီကျူးတယ်ဆိုရင်ကိုကပို့ပြီးတော့စိတ်ပျော်ရွှင်ပြီးတော့ပို့ပြီးစူးစမ်းခြင်းတယ်။ဒါပေမဲ့စူတဲ့အခါမှာဆနာပြောသလိုမကျေနပ်မှုတွေနဲ့လှုပ်ချင်စိတ်တွေပျောက်သွားတတ်တယ်။စိတ်မပါဖြစ်သွားတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။あなたはどうだろうかတင်ဆိုရင်ရောဘယ်လိုလဲ褒められたら気分を良くしてもっと努力をしたくなるか叱られた方がより一層の努力をしたくなるかချီကျူးခံရတယ်ဆိုရင်စိတ်ပျော်ရွှင်ပြီးတော့ပို့ပြီးတော့စူးစမ်းအထောက်ခြင်းစိတ်ဖြစ်လာသလားအဆုခံတာကပို့ပြီးတော့စူးစမ်းအထောက်ခြင်းစိတ်ဖြစ်လာပါသလားမတင်ဆိုရင်ရောဘယ်လိုလဲချီကျူးခံရတဲ့အခါမှာပို့ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့စူးစမ်းခြင်းစိတ်ဖြစ်ပေါ်လာသလားအဆုခံတာကပို့ပြီးတော့နာကျင်စိတ်တွေနဲ့စူးစမ်းခြင်းစိတ်ဖြစ်လာသလားဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်あなたが人生で出会う人はみんな論理の生き物ではなく感情の生き物であるမင်းဘဝမှာတွေ့ဆုံရမယ့်လူတွေအားလုံးကမှန်မှန်ကန်ကန်ဤစနစ်ကြကြတွေးတောတဲ့တရားတွေမဟုတ်ဘဲနဲ့စိတ်ခံစားချက်နောက်ကိုလိုက်တဲ့တရားတွေပဲဖြစ်ပါတယ်။မဆိုလိုချင်တာကရင်းနှီးဖတ်ပြတဲ့စာထဲမှာလည်းပါတယ်။လူသားတွေဆိုတာမှန်မှန်ကန်ကန်ဤစနစ်ကြကြတွေးတောတဲ့တရားတွေဖြစ်ပေမဲ့နောက်ဆုံးမှာတော့စိတ်ခံစားချက်နောက်ကိုလိုက်တဲ့တရားတွေဖြစ်တယ်ပေါ့နော်။ဆိုတဲ့အတိုင်းပဲဘဝမှာတွေ့ဆုံရမယ့်လူတွေကမှန်မှန်ကန်ကန်ဤစနစ်ကြကြတွေးတောတဲ့တရားတွေမဟုတ်ဘဲနဲ့စိတ်ခံစားချက်နောက်လိုက်ပြီးလှုပ်တတ်တဲ့တရားတွေကိုပို့ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်だからたとえあなたの理屈が正しくても相手は叱られると気分を害してしまい喜んで努力をしようとしなくなるဒါကြောင့်မလို့အကယ်၍မင်းရဲ့အတွေးခေါ်တွေကမှန်နေတယ်ဆိုရင်တောင်မှတစ်ဖက်သူကစူခံလိုက်ရတဲ့အခါမှာစိတ်ထိခိုက်သွားပြီးပျော်ပျော်ရွှင်ရွှင်နဲ့စူးစမ်းအထောက်ခြင်းစိတ်တွေရှိတော့မှာမဟုတ်ပါဘူးどんな立場の人に接する時もそれを肝に銘じようဘယ်လိုလူမျိုးနဲ့ဆက်ဆံပါစေဒါလေးကိုစိတ်ထဲသေးသေးမှာမှတ်သားထားကြရအောင်ဒီစာပိုက်လေးရဲ့နှစ်ချုပ်ကတခါတလေမှာကိုယ့်ရဲ့ပဝန်းကျင်မှာလည်းရှိရမလားချီကျူးလိုက်တဲ့အခါမှာသူကပဝင်မြင့်ပြီးတော့စူးစမ်းမှမဟုတ်တော့ဘူးဆိုပြီးတော့တကယ်တော်နေရဆိုရင်တော့မှချီကျူးဖို့ဝင်လေကြတယ်အဲ့လိုမဟုတ်ပဲနဲ့တိုနီကာကုဟိုမဲတို့ဘယ်လိုပဲဖြစ်ဖြစ်ချီကျူးမယ်ချီကျူးခံရလို့ပို့ပြီးတော့လှုပ်ချင်ကြင်စိတ်တွေဖြစ်သွားမယ်